ရှင်ဆရာမဒီနေ့ပြောပြပေးသွားမယ်ပေါ့နော်နံပါတ်တွေအကြောင်းအရာလေးရတော့ပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေပေါင်းနေနေမှာလဲဒီနံပါတ်တွေမျိုးကမရှိသင့်တယ်လို့ကိုယ့်ရဲ့မိသားစုဝင်နေတယ်မှာလဲဒီလိုနံပါတ်တွေမျိုးကမရှိသင့်တဲ့နံပါတ်တွေပေါ့နော်ပူပန်တော့ကအပူတော့ကတွေများလာမယ်စိတ်ပူစရာအကြောင်းအရာတိတ်ဆရဲ့တစ်မျိုးပြီးတစ်မျိုးပေါ်လာမယ်ပေါ့နော်ဒါအပြုံမှာအပူတော့ကတွေများလုံးတဲ့အတွက်မိမိရဲ့နှုတ်ထွက်စကားတွေမှာကျန်းစီလာနိုင်တဲ့နံပါတ်တွေအကြောင်းအရာလေးကိုဆရာမပြောပြပေးတော့မှာဖြစ်တယ်ပေါ့နော်ဒီနံပါတ်တွေလေးကတော့ခွန်9ခွန်5ဆိုတဲ့နံပါတ်တွေပေါ့နော်ဒီနံပါတ်တွေကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေသည်ဖြစ်စေဒါမှမဟုတ်လို့မိသားစုဝင်တွေထဲမှာပဲပါနေသည်ဖြစ်စေပေါ့နော်ကိုယ့်ရဲ့သားသမီးဒီကလေးတွေထဲမှာပါနေတာဖြစ်စီပေါ့နော်အများဆုံးပြောင်းလဲတဲ့နဲ့ဒီလိုနံပါတ်မျိုးကလေးတယောက်ကကင်လိုက်မယ်ဆိုလို့ရှိရင်ဒီကလေးကစကားပြောတွေရိုင်းလာမှာပဲဖြစ်တယ်ပေါ့နော်စကားပြောတွေကြမ်းလာမှာပဲဖြစ်တယ်ပေါ့နော်လူကြီးတွေကင်မယ်ဆိုလို့ရှိရင်လေဒါပူပင်တော့ကအပူတော့ကကိစ္စရက်တွေများလာပြီးတော့နှုတ်ထွက်စကားတွေကြမ်းစီနိုင်တဲ့နံပါတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကင်ဆောင်ဖို့အတွက်မသိဘူးဆိုတဲ့အကြောင်းအရာလေးကိုဆရာမပြောပြပေးသွားတာဖြစ်တယ်ပေါ့နော်နောက်လေးစိတ်ဝင်စားစရာနံပါတ်တွေအကြောင်းအရာလေးတွေကိုပြောပြပေးနေအောင်မှဖြစ်တဲ့အတွက်ဆရာမရဲ့page လေးကို like and follow လေးပြုလုပ်ပေးခဲ့ဖို့အတွက်မမေ့ပါနဲ့ရှင်မိတ်ဆွေတို့ရဲ့ကင်ဆောင်ထားတဲ့ဖုန်းနံပါတ်အစိုးကောင်းအကြောင်းအရာတွေကိုလေးပေါ့နော်ဆရာမရဲ့ဒီ TikTok Messenger သို့မဟုတ် Facebook Messenger မှာလာပြီးတော့အခမဲ့လာရောက်ဝင်မြတ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်